Hello အားလုံးမင်္ဂလာပါခင်ဗျာဒီနေ့ကတော့ unboxing video လေးဖြစ်ပါတယ်ခင်ဗျာကျွန်တော်ဒီနေ့ထဲမှာဝယ်ခြင်းနဲ့ကျွန်တော်ရဲ့ Dream Watch Patek Philippe 5712R လေးကိုကျွန်တော်အသေးစိတ်ကိုကျွန်တော် unboxing လုပ်ပေးမှာဖြစ်ပါတယ်ခင်ဗျာပထမဆုံးကျွန်တော်ဒီ Patek Philippe ကလက်ဆောင်ပေးတဲ့ဒီအိတ်လေးအကြောင်းကျွန်တော်ပြောပြတာဖြစ်ပါတယ်ခင်ဗျာပထမဆုံးကတော့သူတို့ပေးတဲ့အိတ်လေးဆိုတော်တော်လေးကိုမိုက်တယ်ပေါ့နော် quality ချုပ်ရိုးချုပ်သွားတယ်တော်တော်လေးကိုမိုက်တာဖြစ်ပါတယ်အထဲမှာရေးထားတဲ့မိုက်တယ်ပေါ့နော် with the compliments of the international customer service သူတို့ complimentary ပေးတဲ့ဟာလို့ပြောတာဖြစ်ပါတယ်ဒီထဲကစာအုပ်လေးဆိုတော့တော်တော်မိုက်တယ်ပေါ့နော်သူတို့ရဲ့ family owned company မှာပေါ့နော်နိုင်ပြင်တဲ့လူအကုန်လုံးက Patek Philippe ကလုံးဝ train ပြီး specialist လုပ်ပေးထားတဲ့လူဖြစ်ပါကျွန်တော်သွားခဲ့တော့ကလည်းအဲ့လိုပဲပေါ့နော်သူကလုံးဝ Patek Philippe က certificate ပေးထားပြီး Switzerland မှာရခဲ့တဲ့သူတွေဖြစ်ပါတယ်နိုင်ပြင်တဲ့သူတွေအကုန်လုံးကလည်းကျွန်တော်အခုနိုင်ကိုစပြီးအသေးစိတ် unboxing လုပ်ပြအောင်ဖြစ်ပါတယ်ခင်ဗျာတန်ဒီနိုင်ဘူးလေးကိုကျွန်တော်မပြခဲ့ပါတော့ကျွန်တော်ဒီသူ့အောက်မှာပါတဲ့ကျွန်တော် certificate တွေသူ့ရဲ့ဟိုဟာတွေကိုပြမှာဖြစ်ပါတယ်ခင်ဗျာဒါလေးကတော့ Patek Philippe ရဲ့ warranty card လေးနဲ့ user guide လေးဖြစ်ပါတယ်ခင်ဗျာ2020 ဒိတ်နဲ့ရခဲ့တာဖြစ်ပြီးမှကျွန်တော်မြန်မာနိုင်ငံလူနာမည်နဲ့ရခဲ့တာဖြစ်ပါတယ်ကျွန်တော်နာမည်ပြလို့မရလို့ပေါ့နော်အဲ့ကိစ္စကိုကျွန်တော်နောက်ကျရင်ရှင်းပြမယ်ပေါ့နော်ပြီးရင်ဒီဟာလေးကလုံးဝ Patek Philippe ရဲ့လုံးဝ certificate လေးဖြစ်ပါတယ်ခင်ဗျာကျွန်တော်အောက်ကဟာတွေပြလို့မရလို့ဖြစ်ပါတယ်ကျွန်တော်ဘာလို့ပြလို့မရလဲကျွန်တော်နောက်ကကျရင်ရှင်းပြပါမယ်ခင်ဗျာဒီဟာလေးက user guide လေးစာအုပ်လေးဖြစ်ပါတယ် nonetheless စာအုပ်လေးဖြစ်ပါတယ်ခင်ဗျာ Patek Philippe ကဒါလေးကလည်းသူ့ရဲ့ဟို pamphlet ကြီးဖြစ်ပါတယ်သူတို့ Patek Philippe မှာပါတဲ့ဟာလေးပေါ့နော်ဒါလေးကတော့သူဝယ်ခဲ့တော့ပေါက်ချလေးဖြစ်ပါတယ်ခင်ဗျာမြန်မာနိုင်ငံလူချင်းချင်းရဆိုကျွန်တော်ပို့ပြီးမှသဘောကျပြီဒါလေးကိုဝယ်ပြသွားတာဖြစ်ပါတယ်ဝယ်ခဲ့တော့ပေါက်ချလေးဖြစ်ပါတယ်ခင်ဗျာဝယ်ခဲ့ retail ဆိုဈေးက2ဆလောက်မြတ်တယ်ပေါ့နော်ဒီနာရီကရခဲ့တဲ့ဈေးနဲ့ဆိုရင်ပေါ့နော်ကျွန်တော်ခုနိုင်လေးကို Amazon လုပ်ပေးသွားဖြစ်ပါတယ်ခင်ဗျာဒီဘူးကျွန်တော်ပြောသလိုပေါ့နော်ဒီဘူးလေးကဒေါ်လာ2000ပျောက်သွားရင်300ဝန်းကျင်လောက်ရှိတာဖြစ်ပါတယ်ဒီ Patek Philippe ဘူးလေးကပေါ့နော်ဒါလေးကတော့ကျိုးပိုလေးဖြစ်ပါတယ်ခင်ဗျာသူတို့ဘက်ကထည့်ပြလိုက်တဲ့ကျိုးပိုလေးဖြစ်ပါတယ်ဒါကတော့ကျွန်တော်ကျိုးလဲထားတဲ့ဟာလေးဖြစ်ပါတယ်ဒါကျွန်တော်ရလေးတန် 5712R လေးကျွန်တော်ဒီနှစ်ထဲမှာလိုချင်တဲ့ကျွန်တော် Dream Watch လေးဖြစ်ပါတယ်ဒီတွေကတော့လားပြေးလားကွယ်ကြီးတာဖြစ်ပြီးဒါကတော့ second လေးဖြစ်ပြီးဒါကတော့ power reserve လေးဖြစ်ပါတယ်ခင်ဗျာဒီဘေးကတော့ဒါလည်းလားပြေးလားကွယ်ကိုချိန်ရတဲ့သူရဲ့အတန်လေးဖြစ်ပါတယ်ဒီဘေးကိုထိုးပြီးချိန်ရတာဖြစ်ပါတယ်ခင်ဗျာအနောက်ကလည်းမိုက်တယ်ပေါ့နော်သူကလည်းအနောက်က micro router လေးနဲ့ဖြစ်ပါတယ် micro router လေးနဲ့လှည့်နေဖြစ်ပါတယ်ခင်ဗျာနောက်ဘက်မှာကျွန်တော်ဒီနိုင်လေးကို review လုပ်ပေးသွားအောင်မယ်ခင်ဗျာနောက်ဒီမှာလည်းကျွန်တော်ဒီတက်ကောင်းတဲ့ content တွေနဲ့ပြန်လာခဲ့ပါအောင်မယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ